အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အထူးသဖြင့်ကျွန်တော်တို့ယုံကြည်သူတွေရဲ့ကြားထဲမှာကျွန်တော်တို့စဉ်းစားမိတဲ့အရာတွေအမြင့်အဖြေတွေအများကြီးကျွန်တော်တို့ကြားသိရတယ်ကေတင်ချင်းဒီဆုံးရှုံးနိုင်သလားကေတင်ချင်းဟာတချို့ကဆုံးရှုံးတယ်တချို့ကမဆုံးရှုံးဘူးဆိုတဲ့အဖွေနှစ်ဖွေကျွန်တော်တို့ကတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာထဲမှာအဓိကနားလေရမယ့်အရာကဘာလဲဆိုတော့ဒီကေတင်ချင်းဆိုတဲ့အရာကဒီနေ့ကျွန်တော်တို့ဖက်ကနေကျွန်တော်တို့တခုခုလှုပ်လို့ကျွန်တော်ကောင်းလို့ကျွန်တော်တန်ရှင်လို့ကျွန်တော်တို့ချောင်းမလို့ကျွန်တော်ကောင်းမှုကိုလူတွေလှုပ်လို့ဒီနေ့ကေတင်ချင်းကဖယားပေးတာမဟုတ်ဒီနေ့ကျွန်တော်တို့ဟာမပြည့်စုံမဲ့ဖယားဖက်ကနေကျွန်တော်တို့ကိုချစ်တဲ့တွေ့ကြောင့်မို့ဖယားဖက်ကနေလူဖက်ကဘာမှလှုပ်လို့မရတဲ့ချိန်တွေမှာဖယားဖက်ကနေဂျေဇုပြုပေးခြင်းဖြစ်တယ်ဒါကြောင့်အဖေနေရှိဒီမှာကြီးတဲ့အခါမှာလေဂျေဇုတော်ကြောင့်ကေတင်ချင်းတို့ရောက်ရတယ်ပြောတယ်ကျေးဇူးလို့ဆိုရရာကပါလဲဆိုတော့မထိုက်တန်ပဲနဲ့ခံစားရခြင်းဖြစ်တယ်။အဲ့တော့ဒါကြောင့်မိတ်ဆွေရဲ့တက်တာတွေမှာကျွန်တော်တို့ကေတင်ချင်းဆိုရရာကဒီနေ့ထာဝရတည်ရဖြစ်တယ်။အဲ့တော့ကျွန်တော်တို့လူသားတွေအကန့်အသတ်ရှိတဲ့ကြောင့်မို့ကျွန်တော်တို့ဟာအချိန်မရွေးကျွန်တော်တို့ပျက်စီးသွားနိုင်တဲ့အရာကျွန်တော်တို့ဖက်ကနေကတော့ဒီမေးချင်းမရှိနိုင်ရဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကိုဘသူကကြိုက်ထားလဲဘသူကပိုင်ထားလဲဘသူကထိန်းထားလဲဆိုရင်အသက်ရှင်တဲ့ဖယားကကျွန်တော်တို့ကိုကြိုက်ထားတယ်ကျွန်တော်တို့ကိုဝေကာထားတယ်ကျွန်တော်တို့ကိုဆောင်စီထားတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကေတင်ချင်းဆိုတာလုံးဝစစ်မှန်တဲ့ယုံကြည်သူတစ်ယောက်ကစစ်မှန်စွာယုံကြည်လက်ခံထားတယ်ဆိုရင်မဆုံးရှုံးနိုင်ဘူးဖြစ်တယ်ဆိုတော့ကိုပြောပြချင်တာဖြစ်တယ်နောက်တချို့တွေကခရိယာနီရဲ့ကြားထဲမှာလည်းပဲပညတ်တရားတွေလိုက်လျှောက်ခြင်းအဖြစ်လုံငွေတွေပေးခြင်းအဖြစ်ဆုတောင်းခြင်းအားကြီးခြင်းအဖြစ်ပညတ်တရားအောက်မှာပဲမလွတ်မြောက်သေးတဲ့သူတွေအများကြီးရှိတယ်။အဲ့တော့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာအဓိကနားလေရမယ့်အရာကကျွန်တော်တို့ကေတင်ချင်းဆိုတာကဖယားဖက်ကလှုပ်ပေးတဲ့ဂျေဇုပြုခြင်းတသက်ဖြစ်တယ်လို့ကေတင်ချင်းရပြီးတဲ့လူရဲ့အတ္တတာထဲမှာဒီအတ္တတာဘိုင်းမှာအသက်ရှင်ရမယ့်အရာကကောင်းသောအတ္တတာအသက်ရှင်ခြင်းနဲ့ကျွန်တော်သက်ရှင်ဖို့ရတဲ့ဖယားကနောက်ကျွန်တော်တို့ဒီကေတင်ချင်းဆိုတဲ့ salvation ပိုင်းနဲ့ကျွန်တော်တို့ရဲ့ဒီအသက်ရှင်ခြင်းကျွန်တော်ရဲ့အတ္တတာဒီပိုင်းနာပိုင်းကိုကောင်းကောင်းမွန်ကနာကျွန်တော်တို့သိထားမယ်ဆိုရင်ကျွန်တော်တို့ရှင်းလင်းပဲကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဒီတည်ငောင်းဒီဝိမြချက်လေးကိုမိတ်ဆွေသိထားပြီဆိုရင်ဂျာနယ်တူလေးလည်းသိအောင် share ပေးပါပြီးတော့မှဒီထဲမှာ like and share comment မှတ်ချက်လေးတွေလည်းပဲရေးပေးပါသုံးသပ်ပေးပါမှတ်ချက်လေးတွေထားပေးပါလို့ thank you